ဆိုင်ဖွင့်လာတဲ့တနေ့အတော်အသွင်းပါတတိထားမိလဲဆိုရင်အင်ဂျင်ဝိုင်နေဆိုရင်လဲကြတယ်ကီယာဝိုင်ဆိုတိတ်ပြီးတော့မလဲကြဘူးဘာလို့ဒီလိုမျိုးပြောလဲဆိုတော့ညီမဆိုင်ရောင်းလာတာအင်ဂျင်ဝိုင်ကအယောင်တက်ပြီးတော့ကီယာဝိုင်ကအယောင်မတက်ဘူးပေါ့နော်အဲ့ဒီဟာကိုကြည့်ချင်းအဖြစ်ကီယာဝိုင်တိတ်ပြီးတော့မလဲကြဘူးတချို့ဆိုရင်လေကားဝယ်ကလေးကအင်ဂျင်ဝိုင်ပဲလဲတာကီယာဝိုင်ဆိုလဲကိုမလဲဘူးပေါ့အဲ့လိုမျိုးလဲကြားရတယ်ပေါ့နော်အဲ့တော့ကီယာဝိုင်လဲဖို့မေ့နေကြတယ်ပေါ့နော်ကီယာဝိုင်ကဘာကြောင့်လဲရတယ်လဲဆိုသူလဲအင်ဂျင်ဝိုင်လိုမျိုးပဲကိုယ့်ရဲ့အင်ဂျင်ကောင်းမွန်အလုပ်လုပ်ဖို့ဆိုအင်ဂျင်ဝိုင်ကောင်းဖို့လဲလိုတယ်အမြဲတမ်းလဲပေးနေရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကီယာပေါက်ကောင်းအောင်လဲဒီကီယာဝိုင်ကိုလဲပေးရတယ်ပေါ့နော်ကီယာဝိုင်မှာကအမျိုးမျိုးရှိတယ်အမျိုးမျိုးဆိုတော့ဘယ်လိုပြောမလဲဆိုရင်အော်တိုကီယာဝိုင်ရှိမယ်ဘောကီယာရဲ့ကီယာဝိုင်ရှိမယ်ပေါ့နော်အဲ့ဒါကိုပြပေးမယ်နော်ကီယာဝိုင်ဆိုရင်လဲကိုယ့်ရဲ့ကီယာပေါက်ကြာရှည်ခံအောင်သူကထိမ့်သိမ့်ပေးတယ်ပေါ့နော်အဲ့တော့ကီယာဝိုင်လဲပေးရမယ်အခုဟိုအော်တိုကားဒီမှာတုံးတဲ့အော်တိုကီယာဝိုင်ပေါ့အော်တိုစီကြီးအရင်ပြပေးမယ်နော်ဒါဆိုရင် HMMF ပေါ့နော်သူကကျတော့ Honda C ဒီ Honda C ကျတော့ပဲကီယာပေါက်မှာတုံးလဲဆိုတော့ CVT ကီယာပေါက်အမျိုးအစားမှာတုံးရတဲ့အော်တို C ပေါ့နော်ဒီရဲ့ C ကိုပဲကားဒီမှာတုံးတာများလဲပေါ့နော်ညီမဥပမာအနေနဲ့ပြောပြမယ် Honda ကားထဲမှာရှိတဲ့ Honda ကားအမျိုးအစားဖြစ်တဲ့ Wave တို့ Symphony တို့ Chapter တို့အဲ့လိုမျိုးတွေမှာတုံးကြတယ်ပေါ့နော်ကိုယ့်ရဲ့တိုင်းတန်မှာ CVT-F လို့ရေးထားတယ်ဆိုရင် DC ကိုတုံးရမယ်ပေါ့နော်ဒီကောင်က CVT-F ဒါ Auto C ပဲနောက်ထပ်တစ်မျိုးရှိတာက ATF ဒီကောင်ဆိုရင်လည်းကိုယ့်ရဲ့တိုင်းတန်တွေမှာကြည့်လို့ရတယ်ဒီကောင်ဆိုရင် ATF အမျိုးအစားဒီကောင်လဲ Auto C ပဲเนาะဒီကောင်နဲ့တူတာနောက်တစ်ခုရှိတယ်ဒီဟာ AFW Black ပေါ့เนาะဒီကောင်ကကျတော့ ATF အမျိုးအစား ATF ကီယာပေါက်အမျိုးအစားမှာထည့်ရတဲ့ C ဒီကောင်ကပါကွာလဲဆိုရင်သူက ATF ထပ်ပို့ပြီးတော့နည်းနည်းမြင့်နေပေါ့เนาะဒီလိုမျိုးပြောမှဆိုတော့ fully synthetic ပေါ့ဒီကောင်က C တာပိုကောင်းတဲ့ထဲမှာပါတယ်ပေါ့เนาะဒါကတော့ပေါ်ကီယာအမျိုးအစားဖြစ်တဲ့ကီယာပေါက်မှာတုံးတဲ့ကီယာဝိုင်ပေါ့နော်သူက2မျိုးရှိမယ် 80W90 ရှိမယ်ပြီးကြတော့ 85W140 ဆိုပြီးတော့ရှိမယ်ဒီ2မျိုးပါကွာချလဲဆိုတော့အပြစ်နဲ့အကျဲအဲ့ဒါပဲကွာမယ်ဥပမာညီမတို့အကြမ်းဖြင်းဆိုရင်စောင်းတွင်းမှာဆိုရင်ဒီ 80W90 ပဲထည့်ကြတယ်ဒီအရန်ပူတဲ့ချိန်လေးစီကျဲလွယ်တဲ့ချိန်စီဆိုရင် 85W140 ထည့်ပါတယ်ဟုတ်ကဲ့ကီယာဝိုင်တွေကိုလဲပေးဖို့မမေ့ပါနဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်